Hello အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေလာကပါကျွန်တော်ဒီနေ့တော့ကျွန်တော်ဆိုင်မှာကျွန်တော်ရဲ့အသုံးပြုသူဈေးဝယ်သူ customer လေးတွေကိုကျွန်တော်ဘက်ကနေဘယ်လိုမျိုးဝန်ဆောင်မှုတွေပေးရဆိုတော့ကျွန်တော်ကပြပြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုင်မှာအဲ့လိုဒီလိုမျိုး gas ဘူးလေးတွေ gas မီးပိုတွေပြီးတော့ gas မီးပိုမှာကျွန်တော်တို့ဆိုင်သုံးအိမ်သုံးလုပ်ငန်းသုံးစသဖြင့်မျိုးစုံရောင်းနေပေါ့ပြီးတော့ gas အရေးဖြည့်တာတွေစသဖြင့်ပေါ့လေကျွန်တော် gas နဲ့ပတ်သက်တာအကုန်လုံးကိုရောင်းပါတယ်ရောင်းတဲ့အခါမှာကျွန်တော်ကလည်းလက်လီပြန်ရောင်းတဲ့သူဖြစ်တဲ့အခါကျတော့ကျွန်တော်အဲ့လိုလက်ကကျွန်တော်ပြန်ပေးတဲ့ supplier တွေရှိရပေါ့အဲ့လို supplier တွေရှိနေပြီးတော့ကျွန်တော်ကပစ္စည်းအကုန်လုံးကိုလက်ကားယူတယ်ပြီးတော့ကျွန်တော်ကလက်လီနဲ့ပြန်ရောင်းတယ်ပေါ့ customer တွေအဲ့လိုလက်ကားယူတဲ့အခါမှာကျွန်တော်ကဘာဖြစ်လဲဆိုတော့ကျတော့ပစ္စည်းလေးတွေsupplier ပေးလာတဲ့အခါမှာ error လေးတွေပါလာတာ damage လေးပါလာတာအဲ့လိုမျိုးလေးကျွန်တော်ကကြုံရတာပေါ့အဲ့လိုကြုံရတဲ့ပစ္စည်းတွေဆိုလို့ရှိရင်ကျွန်တော်ကအရှုံးခံလိုက်တယ်တိမ့်ထားလိုက်တယ်လဲလို့ရတဲ့ပစ္စည်းဆိုလို့ရှိရင်လည်းကျွန်တော် return ပြန်ပို့လိုက်တယ်လဲလိုက်တယ်လဲလို့မရတဲ့ပစ္စည်းဆိုရင်လည်းကျွန်တော်ပဲအရှုံးခံလိုက်တယ်ဘာဖြစ်လို့အဲ့လိုလုပ်တာလဲဆိုတော့ကျွန်တော် customer တွေကိုကျွန်တော် quality စိတ်ချရပြီး safety ပိုင်းစိတ်ချရတဲ့ပစ္စည်းကိုပဲကျွန်တော်ပေးချင်တာပါဒီ gas မီးပို့ဆိုတာမီးဖို့ကြောင့်မှ300တာပြီးတော့ gas နဲ့300တာအိမ်တအိမ်လုံးရဲ့အရေးကြီးဆုံးအစိတ်ပိုင်းလို့တော့ပြောလို့ရတယ်ပေါ့အဲကြောင့်အဲ့လိုမျိုးဟာမှာကျွန်တော် quality မကောင်းဘူး error တွေပါနေတယ်အဲ့လိုဈေးလေးဈေးပေါ်ပြီး quality မကောင်းဘူး error ပါနေပစ္စည်းတွေဆိုရင်ကျွန်တော်အသုံးပြုသူလေးစိတ်တိုင်းမကြမှာဆိုတာကြောင့်ကျွန်တော်အဲ့လို error လေးတွေဆိုရင်အသေးစိတ်စစ်တယ်ပြီးတော့ damage ဖြစ်နိုင်တဲ့ပစ္စည်းတွေဆိုအသေးစိတ်စစ်တယ် quality ကောင်းတာလေးတွေကိုရောင်းပေးတယ် safety ပိုင်းစိတ်ချရလေးကျွန်တော်ရောင်းပေးရဖြစ်ပါတယ်ဥပမာဒီလိုမျိုး gas ဘူးလေးပေါ့မြင်ရလားမသိဘူးဒီနားလေးမှာတန်ကြီးလေးတက်နေဒီဟာလေးတွေကသူကဆေးကျွတ်သွားတာဆေးကျွတ်သွားပြီးတော့အဲ့လိုကျွန်တော်ရှိ supplier ပို့လာချိန်မှာဆေးကျွတ်နေရပေါ့ဆေးကျွတ်နေတဲ့ဘူးတွေအဲ့လိုဆေးကျွတ်နေတဲ့ဘူးတွေကကျွန်တော်ကြာရှည်အပြင်မှာထားတဲ့ခါကျရင်အပြင်ကဒီကျွန်တော်အောက်ဆီဂျင်နဲ့ထိတွေ့ပြီးတော့ပြန်တော့ခေါ်ကြရာသီဥတုအပြောင်းလဲမှာပူလိုက်အေးလိုက်ရေငွေလေးတွေဖုန်လေးတွေ gas ဘူးလေးတွေကိုတက်တဲ့ခါမှာကျွန်တော်ဒီလိုမျိုးလေးဖြစ်သွားတာပေါ့ဆေးတန်ကြီးတက်သွားတာပေါ့ဒီဟာကတော့မတုံးရသေးဘူးဘူးတစ်တွေနော်ဒီလိုပဲထောင်ထားပြီးတော့ရှိုးပြထားတဲ့ဘူးတစ်တွေအဲ့လိုဘူးတစ်တွေအဲ့လိုတန်ကြီးတက်ပါအဲ့လိုတန်ကြီးတက်တဲ့ဘူးတွေဆိုရင်တော့ကျွန်တော် customer တွေကိုမရောင်းပြီးတော့ကြောက်ဆိုင်မှာပဲထားလိုက်တော့မရောင်းပြီးတော့ဘာလို့လဲဆိုတော့customer ရဲ့လည်းပတ်စံပေးဝယ်တာပစ္စည်းအစ်စ်ကိုဝယ်တာပစ္စည်းအစ်စ်ကိုပဲရချင်တယ်တန်ကြီးပေးထားတာတန်တဲ့ပစ္စည်းကိုပဲပေးပါဆိုတဲ့ပုံစံမျိုးရှိရဲကျွန်တော်ဆိုရင်လည်းအဲ့လိုပဲခံစားရတယ်ကျွန်တော်ဒီလောက်ဈေးကိုကြိုက်တယ်ဒီလောက်ပစ္စည်းကိုကြိုက်တယ် okay good quality ရချင်တယ် quality ကောင်းတာလေးပဲလက်ထဲရောက်လာမှကျင်းတတ်တာပေါ့အဲကြောင့်ကျွန်တော် customer တွေကိုလည်းကျွန်တော်ခံစားချက်အတိုင်းပဲရစီချင်တာပစ္စည်းဆိုလို့ရှိရင်ပေးထားတဲ့ဈေးနဲ့တန်တဲ့ပစ္စည်းလေးရချင်တာဗျာအဲကြောင့်ကျွန်တော်ရှီယာဝယ်သွားတဲ့ပစ္စည်းအားလုံးကစိတ်ချပါကျွန်တော်ဒီဘယ်တော့မှ customer တွေကိုဂျင်းမထည့်ဘူးနောက်တစ်ခုက quality ညံ့တဲ့ပစ္စည်းတွေကိုမရောင်းဘူး error ပါတဲ့ပစ္စည်းတွေကိုပြုပြင်ဖာထေးပြီးဘယ်တော့မှရောင်းနေသူမျိုးမဟုတ်ပါဘူးเนาะနောက်တစ်ခုကကျတော့ဒီလိုမျိုးမီးကျွန်တော်ဘယ်လောက်ထိအောင်အသေးစိတ်လဲဆိုရင်အဲ့လိုမျိုးဒီလိုမျိုးမီးဖို့တွေပေါ့အဲ့လိုမီးဖို့တွေရဲ့ဘေးနားလေးတွေမှာပါတဲ့ screw လေးတွေတစ်လုံးချင်းစီအားစားကျွန်တော်တက်ကြီးတက်မှာကိုတခြားကြောက်တယ်တခြားလိုက်စစ်တာကျွန်တော်အဲ့လိုလူပါအဲကြတော့စိတ်ချပြီးဝယ်ပါခင်ဗျာရွှေလာပါကျေးဇူးပါ